အားလုံးမင်္ဂလာပါဒီနေ့တော့ကျွန်တော်ဝတ်သားကိုနာမည်နဲ့မုံမွေးလေးနဲ့အချွတ်ချောင်းလေးကိုပြောပြပေးမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ဝတ်သားပါလီထားတာကိုကျုပ်တစ်လုံးဖောက်ထည့်မယ်ပြီးရင်ဝတ်သားနဲ့ချက်ဦးနဲ့ကိုနှောင်းမှုပြရပါမယ်ပြီးရင်တော့ရတာထည့်မယ်ရှုံးမှုတစ်စုံထည့်မယ်စတားမုံထည့်မယ်စားထည့်ပါမယ်အရသာထည့်ပြီးတော့ဝတ်သားလေးကိုအရသာဝင်အောင်ခဏနေပြီးတော့နှက်ထားရမှာဖြစ်ပါတယ်ဝတ်သားကိုအရသာနဲ့နှက်ထားအောင်မှတစ်ဖက်မှာလည်းကျွန်တော်လှုပ်ရှားရှိပါတယ်နေုပ်ဆောင်တွေကိုချက်သွန်ပြုတ်ထည့်မယ်နဲ့နာမည်ထည့်ပြီးတော့မှထောင်းပေးရပါမယ်နာမည်မှုရောက်လို့ပါအတန်လေးညက်ပြီးဆိုရင်တော့စောနာကနှက်ထားတဲ့ဝတ်သားတွေကိုနာမည်နဲ့ချက်သွန်ပြုတ်ထောင်းတာကိုထည့်လိုက်ပါမယ်ပြီးရင်ဒါကိုလည်းစောနာကနှက်ထားတဲ့ဝတ်သားနဲ့တစ်စုတစ်ခါတည်းရောနေပေးရပါမယ်ရတာနေတာပြီးတော့ဝတ်သားကိုကြုံမှုဖြူပြီးတစ်ခါတည်းရောနေမယ်ဒီနေရာကတော့အထူးကနေရပါပဲဒီနေရာမှာကြုံမှုများသွားလို့ရှိရင်လည်းဝတ်သားကဘာလို့ဆုံးနေစားမကောင်းလို့ကြုံမှုနေသွားရင်လည်းမချောချောင်းနဲ့စားတာအဆင်ပြေမှာမဟုတ်ပါဘူးဒီစင်ပြီးသွားရင်တော့ဝတ်သားကြောဖို့အတွက်စီဘူးတိုးတင်မယ်စီပူနေပြီဆိုရင်တော့မိပေးလိုက်မယ်မိပေးလိုက်ပြီးဝတ်သားကိုထည့်မယ်ဝတ်သားထည့်နေမှာလည်းပြပြချင်းမြတဲ့ပါအခါမတင်ရင်စီပူလောင်တတ်ပါတယ်စီပူတွေကိုဝတ်သားထည့်ပြီးရတယ်တခါတည်းမွေပေးရပါမယ်ဝတ်သားဖက်လေးတွေကအကုန်လုံးကကပ်မနေပဲနဲ့တစ်ဖက်ချင်းစီခွာထွက်သွားအောင်လုပ်ပါမွေတဲ့နေရာမှာလည်းတင်းချက်အရန်အမြင်ကြီးမွေရတော့မလို့ပါဘူးအဲ့လိုမျိုးအရန်အမြင်မွေတဲ့ခါကျရင်ဝတ်သားမှာကပ်နေတဲ့အစာပလာနဲ့ဂျုံမုံနေရအကုန်လုံးခွာထွက်သွားရင်ဝတ်သားကတက်အမောင်လေးကတက်နေမလို့ပုံမှန်ဝတ်သားကြောစားလို့ပဲဖြစ်မှာပါဒါကြောင့်မွေတာကိုဖြည်းဖြည်းနဲ့မမလေးပဲမွေပေးရပါမယ်အောက်ကမီးနေတာကလည်းမီးအေးလေးနဲ့ပဲဖြည်းဖြည်းချင်းကြောပေးရပါမယ်ဝတ်သားရောင်ပြောင်းလာရင်တော့မီးပေးလိုက်ပြီးတော့စီဘူးထဲမှာပဲခဏဆက်ထားပေးပါခဏလောက်ပဲစီရဲ့ပူရှင်လေးနဲ့ဆက်ကြောလိုက်မှဆိုရင်ကျွန်တော်လိုချင်တဲ့ဝတ်သားကြိုလေးရပါပြီစားလို့တကယ်ကောင်းပါလေဗျပြီးရင်မီးဖွင့်ပေးလေးကိုလည်းနည်းနည်းသတိထားပေးရပါမယ်မဟုတ်လို့ရှိရင်ကျွန်းသွားတာမျိုးမာသွားတာမျိုးဖြစ်တယ်လို့ပါဒါဆိုရင်တော့နာမည်ချက်တော်မျိုးနဲ့မူမူလေးနဲ့ဝတ်သားကြိုလေးကိုကျွန်တော်ရပါပြီခုလို့ဆိုရင်တော့အားလုံးနားလိုက်ကြမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဒီနေ့ချင်းတို့ကလည်းအိမ်မှာချက်စားပြီးလို့ရှိရင်လူရတာရှိအစိုးရလေးကိုလည်းကောင်းမှရေးခဲ့ကြပါဦးနောက်ကိုလည်းအခုလိုမျိုးရှက်ဖီလိုလေးကင်းသွားဖို့ရှိတယ်ဘလို့